လာထားတဲ့စာအုပ်တွေကိုနည်းနည်းပြောပြပါမယ်။ဒါဆရာဦးဝင်းစောတစ်တော်ပဲဆရာကြီးမင်းသိန်ခါရဲ့ညီ3တန်းပေါ် next ဆရာဒလမင်းကောင်းရဲ့လောကရန်ကိုဖြတ်ကျော်ခြင်းသုံးချတက်ရောက်မြန်မာပြည်ရင်ပညာအများကြီးလေ့လာထားပါတယ်ကိုယ့်ဘာသာကို mark လေးတွေလုပ်ထားတယ်လွယ်ကူရှာနိုင်အောင်လို့ဒီမှာလဲဆရာဒလမင်းကောင်းရဲ့မဟာဗုဒ္ဓပြည်ရင်ပညာပါဒါတွေကအကျွင်းနေနဲ့ဆိုင်တဲ့ဥစ္စာတွေပါကိုယ့်ဘာကို mark လေးလုပ်ထားပါတယ်ဒါကတော့ဘာပဲရောင်းတကယ်ရောင်းရင်တကယ်ထွက်တယ်လက်တွေ့တော့အသုံးမချကြည့်ရသေးပါဘူးဘာမှလည်းမရောင်းနိုင်လို့ဒါကတော့ဆရာတကုံရဲ့3တန်းပေါ် next ပါဒီမှာကတော့အရန်အခြေခံလေးတွေဖြစ်နေပါတယ်ဒါပေမဲ့အစတော့ဒါလေးပါလေ့လာရပါတယ်မလေ့လာရင်တော့မရဘူးပေါ့အခုဒီနေ့ပြောမယ့်စကားကတော့တစ်ခုလေးပါပဲဂျိုပရိရဲ့ဒီကောင်းဖွဲတဲ့ဂျိုတွေမှာတနည်းကနွေဂျိုဆိုတာတဲ့ဂျိုးဆိုတာကွာဘယ်လိုပြောမလဲဆိုတော့ကိုကတနင်းကနွေဆိုတဲ့အဓိပ္ပာယ်မှာဆိုလို့ရှိရင်အဖအိမ်အင်းဦးကောင်းအလုံးအကြီးကဲအုတ်ချုပ်သူတနင်းလာဂျိုးတဲ့အမိငွေခြေနှချောင်းကားအချစ်အလှမင်္ဂလာအင်္ဂါဂျိုးကြောင်းပြောပြမယ်အင်္ဂါဆိုတာမျိုးသမီးတယောက်အတွက်အိမ်နောင်ဘက်အမျိုးသားယောက်ျားလင်းနောက်ပြီးကြတော့ကိုယ့်ထက်ညီကိုမောင်နှမတွေမှာအငယ်တွေညီညမအမျိုးတွေကငယ်ရွယ်သူပေါ့နော်ကိုယ့်ရဲ့တပည့်တို့လက်အောက်ငယ်သားအစိတ်တို့ဆွဆွဲခံရမယ်စီးတို့မျက်စိတို့ကွာဗုဒ္ဓဟူးဂျိုဆိုတာကသာသမီတဲ့ကံအဖြစ်ပြောရင်ဗုဒ္ဓဟူးဆိုတာသာသမီပေါ့နော်ဖျားရွှေစကားများမယ်ရားရံတယ်ဒါကတော့ဗုဒ္ဓဟူးရဲ့အဓိပ္ပာယ်ကြာတပလေးဂျိုဆရာတော့အကြီးအကဲပေါ့ကိုယ့်ရဲ့အကြီးအကဲမြေတို့ပညာမိတ်ဆွေသမီးဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်အမွေမိန်းမဆိုတာအဲ့လိုပြောတာမဟုတ်ဘူးနော်ဇနီးကိုပြောတာလည်းမဟုတ်ဘူးကြာတာပလေးပါဆိုမှကြာတာပလေးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါတောက်ကြဂျိုးတဲ့ရမက်ယောက်ျားတစ်ယောက်တော့တောက်ကြဆိုတာဒီမိန်းမမယားဇနီးမယားရဲ့ကံကိုပြောတာပါဆွေမျိုးတဲ့တန်တွတ်တစ်ပေါ့ငါပါဒေါ်ကြီးဒေါ်လေးပေါ့စနေဂျိုးဆိုတာကြတော့ကြေးဂျွန်းတဲ့ဘယ်လိုပြောမလဲတီးပြီးသားပါထီးတို့အဆိုရင်ပူပန်မှုတို့မီးလောင်ကျွမ်းမှုတို့ဒါမျိုးတွေကိုသိစေတဲ့စနေဂျိုပါယာဟုဆိုတော့ကြတော့လေးတဲ့လေငန်းနာရာရှိအနာတို့ဥပမာအပြင်လေယောဂါပေါ့နော်အဲ့ဒါတွေကိုကိုစားပြုခြင်းဖြစ်ပါတယ်တဲ့အခုကိုရဲ့ကံတရားကိုပြောပြလိုက်တော့သုံးညကျွင်းပါတယ်သုံးညကျွင်းတဲ့ကြောင့်စနေဒီဘင်ကအင်္ဂါဒီမရဏဗုဒ္ဓဟူးဒီအဓိပတိဖြစ်ပါတယ်ဒါကြောင့်ကျမဒီကိုပြောရင်တော့ကြွားတာတော့မဟုတ်ပေမဲ့ဗုဒ္ဓဟူးတာသမီကံကျမမှာတာသမီကံရှိပါတယ်အိမ်တောင်ကံပေါ့သုံးခုလေးတင်ပြောလိုက်ပါတယ်အင်္ဂါဆိုတာမိန်းမတစ်ယောက်အတွက်အင်္ဂါဒီမိန်းမရဲ့အိမ်တောင်ကံပါကျမအိမ်တောင်ကံမရဏပါဝန်ခံရဲပါတယ်အိမ်တောင်ကံမရဏဆိုတဲ့အတိုင်းမရဏကြပြည်ပြင်ခဲ့ပါတယ်ကျမအိမ်တောင်ကံမရဏပါဆိုပြေထို့ပြေမှာပဲမောင်နှမညီပေါ့အငယ်ပေါ့ညီညမကံမရဏပါပဲအတိကြပါဒါတွေကလိမ်လည်လို့မရပါဘူးဒီဟာတွေဒီအခုလိုပြောလိုက်ချင်တာမဟာဗုဒ္ဓပြည်လူတွေပေါ့နော်ဒါတွေကဘယ်တော့သိလာလဲဒီအသက်ရောက်မှသိလာပါလေအခု52နှစ်ထဲကိုရောက်ပါပြီတင်းကြံကြော်မှထိုက်တဲ့အကောင်လေးတွေလာလိမ့်မယ်လို့လဲသိထားပါတယ်ကိုလည်းတွက်ကြည့်လာတဲ့အခြေအနေရဒီလိုတို့မြင်ရပါတယ်ဒါကြောင့်မလို့ရေဘူးရခြုံပြီးတော့ပြောကြရရင်တောက်ကြတာယောက်ျားလေးတစ်ယောက်အတွက်အိမ်တောင်ကံဒီ6ဆိုတဲ့အဓိပ္ပာယ်တောက်ကြဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်တောက်ကြယောက်ျားတောက်ကြဒါအတွက်အိမ်တောင်ကံဒီမိမိရဲ့ location ပေါ်မှာမိမိရဲ့အကျွင်းပေါ်မှာမူတည်တယ်ကိုကောင်းရင်ကောင်းပါတယ်ထောက်နောက်မှာ main ကလေးရဲ့အိမ်တောင်ကံဒီအင်္ဂါဆိုတဲ့3ဖြစ်ပါတယ်ထို့ကြောင့်အင်္ဂါသမီးရဲ့အိမ်တောင်ကံဒီမိမိပေါ်မှာပဲမူတည်ပါတယ်မိမိကောင်းရင်အိမ်တောင်ပဲကောင်းပါလိမ့်မယ်တောက်ကြယောက်ျားလေးတစ်ယောက်အတွက်တောက်ကြဒါယောက်ျားတစ်ယောက်အတွက်အိမ်တောင်ကံဒီမိမိကောင်းရင်ကောင်းပါလိမ့်မယ်လို့မှတ်ချက်ပြုပါတယ်ကျေးဇူးတင်ပါတယ်